မင်းကလေးကတဘာဝအတိုင်းချောမောလာဘသူဖြစ်တာကြောင့်သူမရဲ့တက်ပုံတွေကိုအွန်လိုင်းပေါ်တင်လိုက်တာနဲ့ရောင်ကြားလေးတော်များများရဲ့အာယုံဆိုင်မှုကိုချက်ချင်းရရှိခဲ့ပါတယ်။အဲ့ဒီထဲမှာအားကစားအကယ်ဒမီမှာတက်နေတယ်လို့ပြောတဲ့ကောင်လေးတစ်ယောက်လည်းပါဝင်ပါတယ်။သူပို့ပေးတဲ့တက်ပုံတွေကိုကြည့်ပြီးအန်နီတစ်ယောက်အထင်ကြီးသွားခဲ့ပါတယ်။နောက်ရက်အနေငယ်အတွင်းမှာသူတို့နှစ်ယောက်အမြဲတမ်းစကားပြောဖြစ်ကြပြီးအန်နီဟာချာလီပေါ်လာမဲ့အချိန်ကိုကွန်ပျူတာရှေ့မှာခဏခဏထိုင်ဆောင်နေတတ်ပါတယ်။ဘယ်သူနဲ့စကားပြောနေတာလဲ။သူငယ်ချင်းချာလီနဲ့ပြောနေတာပါ။ဖေဖေသူကကယ်လီဖိုးနီးယားကပါသူကအထက်တန်းကျောင်းမှာဂျူနီယာဖြစ်ပြီးကျောင်းရဲ့ဗော်လီဘောအသင်းမှာကစားတယ်လေ။အန်နီရဲ့ခံစားချက်ကိုဝီးရိပ်မိသွားပြီးတတိပေးစကားအနေငယ်ပြောကြကအခန်းထဲကထွက်သွားပါတယ်။အစပိုင်းမှာတော့အရာအလုံးဟာဖခင်ဖြစ်သူမျှော်လင့်ထားတဲ့အတိုင်းဖြစ်ပျက်ခဲ့ပါတယ်။အန်နီနဲ့ပြောဆိုဆက်ဆံတဲ့အခါချာလီဟာစီးစနစ်ကြပြုမှုခဲ့ပါတယ်။နေ့စဉ်စကားဝိုင်းတွေအပြင်သူမကိုအားကစားလှုပ်ရှားမှုတွေပို့လုပ်ဖို့လည်းတိုက်တွန်းခဲ့ပါတယ်။ဒီနေ့မှာတော့ကျောင်းဆင်းချိန်မှာကျောင်းရဲ့နမီကြီးမင်းကလေးကအန်နီစီကိုရုတ်တရက်ချင်းကပ်လာပြီးစနေနေ့ညပါတီတစ်ခုကိုဖိတ်ကြားခဲ့ပါတယ်။ဖိတ်စာရလိုက်တဲ့အခါအန်နီရမ်းစိတ်လှုပ်ရှားသွားပြီးအဲ့ဒီနားမှာပဲအဲ့ဒီနမီကြီးမင်းကလေးပေါ်အားကျစိတ်နဲ့မနာလိုစိတ်တွေပြည့်နဲ့ချာလီကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲချာလီကတော့ဒီယူမဆိုင်တလို့ပုံစံနဲ့သူ့မျက်စီထဲမှာတော့အန်နီကအားလုံးထက်အလှဆုံးပါလို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါအန်နီဟာသူ့မရဲ့ပျော်ရွှင်မှုကိုဖုံးကွယ်မထားနိုင်တော့ပါဘူး။ဖခင်ဖြစ်သူကဒါကိုတတိထားမိပြီးချာလီကြောင့်လို့ခံမှန်းမိတာနဲ့အဲ့ဒီကောင်လေးရဲ့နောက်ခံအကြောင်းကိုမေးမြန်းပါတော့တယ်။သူ့အမေကအော်ဒီဆင်ကလေးတွေကိုတင်ပေးတဲ့ဆရာမဖြစ်ပြီးအဖေကတော့အားကစားရုပ်တံလိုင်းမှာအလုပ်လုပ်တာပါ။ချာလီဟာမိသားစုကောင်းကလာတဲ့သူဖြစ်တာကိုကြားရပြီးနောက်မှာတော့ဝီနဲ့သူ့ဇနီးတို့ဟာချာလီပေါ်သဘောထားပြောင်းလာပြီးသူတို့သမီးရဲ့ဆက်ဆံရေးကိုမနှောက်ယှက်တော့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။မိဘတွေရဲ့ယုံကြည်မှုနဲ့ထောက်ခံမှုကိုရရှိလာတဲ့အခါအန်နီဟာပိုပြီးရဲတင်းလာပြီးဗီဒီယိုကောခေါ်ဖို့တောင်စတင်နောက်ဆိုခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကတစ်ဖက်လူကအမြဲတမ်းညှင်းဆန်နေခဲ့တာပါပဲ။နောက်ရက်မှာတော့ချာလီကသူ့ဘာသာသူတောင်းပန်တိုးရှိုးပြီးရှင်းပြပါတယ်။သူတို့ကြားကအသက်ကွာဟချက်ကတိတ်မကြီးပေမဲ့အသက်ကွာဟချက်ကိုရှော့ချချင်တာကြောင့်သာလင်ခဲ့ရတာပါလို့ပြောပါတယ်။အန်နီကလည်းနောက်ဆုံးမှာတော့သူ့ကိုခွင့်လွှတ်လိုက်ပါတယ်။နောက်ဆုံးတော့စနေနေ့ကိုရောက်ရှိလာပြီးအန်နီဟာအဲ့ဒီညပါတီအတွက်တေချာပြင်ဆင်ဝတ်ဆင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကိုရောက်တဲ့အခါမှာတော့နမီကြီးမင်းကလေးရဲ့ရှေ့မှာသူမကိုသူမတော်သူမလေးတယောက်လိုခံစားနေရစေဖြစ်တာကိုသိလိုက်ရပါတယ်။စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်ရောက်တဲ့အခါသူမဟာအဝတ်စားဝတ်ရတာအရန်ရုံလုံးနေတယ်လို့ချာလီကိုညှဉ်းညူပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကောင်လေးကတော့အခုဆိုရင်ဘယ်သူမှသူ့ကိုလာပြိုင်တော့မှာမဟုတ်ဘူးလို့တွေးပြီးပျော်နေပုံရပါတယ်။အဲ့ဒီနောက်အန်နီကဗီဒီယိုချက်တင်ပြောလို့ရမလားလို့ထပ်မေးပေမဲ့သူကတော့ကင်မရာပြက်နေတော့မယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်လူချင်းတွေ့ဖို့ချိန်လိုက်ကြပါတယ်။ချာလီမျက်စီထဲမှာအပြည့်စုံဖြစ်ချင်တာကြောင့်အန်နီဟာနောက်ရက်မှာသူငယ်ချင်းနဲ့အတူကုန်းတိုက်သွားပြီးပိုပြီးရင်းကျက်တဲ့အဝတ်စားတစ်စုံကိုဝယ်ခဲ့ပါတယ်။ဒါပေမဲ့သူမမေကမြင်သွားတဲ့အခါအဲ့ဒီဝတ်စားကိုပြန်လဲဖို့ခိုင်းခဲ့ပါတယ်။နေဘက်ကဖြစ်ပျက်ခဲ့တာတွေကြောင့်စိတ်မကောင်းဖြစ်နေရတဲ့အပြင်အဲ့ဒီနောက်မှာပဲချာလီကသူဟာတကယ်တော့တက္ကသိုလ်ဒုတိယနှစ်မဟုတ်ပဲပွဲလွန်တက်နေပြီဖြစ်ကြောင်းဝန်ခံလိုက်တဲ့အတွက်အန်နီပိုပြီးစိတ်တူသွားရပါတယ်။ဘာခုတစ်ခါကြတော့ရောအသက်ကဘယ်လောက်လဲအန်နီကဘာကြောင့်ခဏခဏလိန်နေတာလဲလို့တကယ်ကိုဒေါသတကြီးမေးခွန်းထုတ်ပါတော့တယ်။အဲ့ဒီနောက်ချာလီကဖုန်းဆက်လာပါတယ်။သူ့ရဲ့နူးညံ့တဲ့အတန်ကဖုန်းထဲကနေထွက်ပေါ်လာပြီးချိုသားတဲ့စကားလုံးအနှဲငယ်ကပဲသူမကိုစိတ်အေးသွားစေဖို့လုံလောက်ခဲ့ပါတယ်။ဒါကပဲသူ့ကိုပိုပြီးရင်းချက်ကအားကိုးထိုက်သူတယောက်လိုခံစားသွားစေပါတယ်။တစ်ဖက်မှာလည်းသူမရဲ့ဖခင်ဟာသူ့သားတက္ကသိုလ်တက်ဖို့အတွက်အထုပ်ပိုးပြင်ပေးနေပါတယ်။အဲ့ဒီအချိန်မှာတားဖြစ်သူရဲ့ပစ္စည်းတွေကလူကြီးကြီးမဂဇင်းချို့ကိုမတော်တဆတွေ့ရှိသွားပါတယ်။ဒါပေမဲ့ဝီကစူပူချင်းမောင်းမဲ့အစာအတွေ့အကြုံရှိသူတယောက်အနေနဲ့အမျိုးသမီးတွေကိုလေးစားဖို့တားဖြစ်သူကိုတတိပေးစကားပြောခဲ့ပါတယ်။နောက်ရက်မှာတော့အန်နီဟာသူမရဲ့အကိုဖြစ်သူကိုလိုက်ပို့ဖို့တကားဝအထိထွက်လာပါတယ်။အဲ့ဒီနေ့မှာချာလီကသူမစီကိုလာလဲဖို့ရှိတာကြောင့်သူမဟာအရန်ကိုစိတ်လှုပ်ရှားနေပြီးမျောရင်းဆောင်စားနေတာကိုဖုံးကွယ်မထားနိုင်ပါဘူး။အိမ်မှာဘယ်သူမှမရှိတော့တာကိုအတီးပြုတ်ပြီးနောက်အန်နီဟာချင်းဆုံမှုအတွက်အရန်ကိုစိတ်လှုပ်ရှားစွာနဲ့အနီးနားကဈေးဝယ်ရိယာတစ်ခုစီကိုတွားခဲ့ပါတယ်။စက္ကရင်ရဲ့တစ်ဖက်မှာရှိတဲ့မင်းသားလေးကအရာအလုံးကိုဝါမျိုးပြစ်မဲ့ထောင်ချောက်တစ်ခုကိုဆင်ထားပြီးသားဆိုတာကိုသူမလုံးဝမသိရှာပါဘူး။သူမရဲ့အွန်လိုင်းကရေးစားဟာတကယ်တော့အသက်40ကျော်ကအစီပြန်နေတဲ့လူကြီးတစ်ယောက်ဖြစ်နေမယ်လို့အန်နီတခါမှမတွေးဘူးခဲ့ပါဘူး။သူမအဲ့ဒီနေရာကနေထွက်သွားဖို့ကြိုးစားတဲ့အခါမှာတော့ချာလီကသူ့တက်ကအတူဖြစ်ပေမဲ့သူမပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကတော့အစ်စ်အမှန်ပါလို့ပြောပါတယ်။သူကစကားပြောရင်သူတို့အချိန်တော်ကြာမျှဝေခဲ့တဲ့အရာတွေအတူတူဖြစ်တန်းခဲ့တာတွေကိုပြန်စဉ်းစားကြည့်ဖို့တောင်းဆိုပါတယ်။သူ့ရဲ့ချိုသားတဲ့စကားလုံးတွေရှိမှအန်နီဟာတဖြည်းဖြည်းနဲ့ခုခံမှုကိုလျော့နေလာပါတယ်။အထူးသဖြင့်သူကနှလုံးသားကွဲကြေစွာနဲ့ထွက်သွားတော့မှဖြစ်ပြီးနောက်ထပ်ဘယ်သူ့ကိုမှချစ်နိုင်တော့မှာမဟုတ်ဘူးလို့ပြောတဲ့အခါမှာပေါ့အန်နီဟာနောက်ဆုံးမှာတော့သူ့ရဲ့အချစ်စစ်ဆိုတဲ့အပေါ်မှာစိတ်လှုပ်ရှားသွားပြီးသူမထွက်သွားခင်မှာအတူတူလမ်းလျှောက်ဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်အတူတူလမ်းလျှောက်ထွက်လာချိန်မှာအနီးနားမှာအလုပ်လုပ်နေတဲ့သူမရဲ့သူငယ်ချင်းဆာယာကမတော်တဆမြင်သွားပါတယ်။သူတို့နှစ်ယောက်နီးနီးကပ်ကပ်ရှိနေတာကိုမြင်တော့ဆာယာကတခုခုတော့မားနေပြီလို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့ဖောက်တီတွေရှိနေတာကြောင့်အဲ့ဒီအချိန်မှာတော့အန်နီကိုထွက်သွားခွင့်ပေးလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ရေခဲမုံဆိုင်ကိုတွားခဲ့ကြပါတယ်။အစပိုင်းမှာအန်နီကနေနေတော့စိုးရိမ်နေတော့မှာပဲဒါပေမဲ့ချာလီကစကားကိုဆွဲခေါ်သွားတာကြောင့်သူမတဖြည်းဖြည်းနဲ့စိတ်အေးလက်အေးဖြစ်လာပါတယ်။သူကအသက်ကြီးပေမဲ့သူ့ရဲ့အတွေးခေါ်ကတော့အန်တစရာကောင်းလောက်အောင်ခင်မိတယ်လို့သူမတွေးမိပါတယ်။အရင်ကရှိထားတဲ့ယုံကြည်မှုနဲ့တန်ရောစင်တွေပေါင်းဆက်လိုက်တဲ့အခါအန်နီဟာသူမရဲ့ကာကွယ်မှုကိုချက်ချင်းလျှော့ချလိုက်ပြီးသူ့ကိုပျော်ပျော်ရွှင်ရွှင်စကားတွေဆက်ပြောပါတော့တယ်။ဟေးမင်းကိုဒေတာနှုတ်ဆက်နီရှိုးဝက်ချက်ကိုတင်ပေးရမလားငါ့ကိုလက်ဆွဲနှုတ်ဆက်တော့မဲ့ပုံစံမျိုးနဲ့မင်းလက်ကိုကမ်းလိုက်ဦးဒီတွေးဆုံမှုကတဆင့်ချာလီဟာသူမရဲ့တုံ့ပြန်မှုတွေကိုအနီးကပ်စောင့်ကြည့်နေပုံရပြီးအန်နီကတော့တတိမထားမိပဲဒီဆက်ဆံရေးပေါ်မှာယုံကြည်မှုတွေပိုပြီးနှဆိုင်လာခဲ့ပါတယ်